โอเคမင်္ဂလာပါကျွန်တော်ညီကိုကြီးเนาะဒီကနေ့ကျွန်တော်ရောက်နေတဲ့နေရာကတော့ကျွန်တော်တို့တပတ်ဆွဲကြည့်ရရဲ့ရွှေစံတော်ဘုရားထဲမှာပါတဲ့ဘုရားထဲမှာကျွန်တော်သားနဲ့ကျွန်တော်နဲ့နှစ်ယောက်တက်ခိုင်းမယ်ကျွန်တော်သားပါเนาะလက်သားနဲ့ကျွန်တော်နဲ့နှစ်ယောက်ဘုရားဝင်ရောက်နေပါတယ်ကျွန်တော်ညီကိုကြီးကုသိုလ်အလုံးငါကျွန်တော်ပြပါမယ်ရွှေစံတော်ဘုရားရဲ့တည်ငြိမ်အေးဆေးမှုကဒါကျွန်တော်ညီကိုကြီးနေဝေးရကျွန်တော်တို့ဒီရွာညီကိုမောင်နှမတွေကျွန်တော်အကောင့်ထဲမှာရှိတဲ့လူများတွေလက်ပူစောဖို့အလုံးငါရွာရဲ့တာယာတဲ့အချိန်လေးကိုဒါတော့ကျွန်တော်တို့ရွှေစံတော်ဘုရားရှီဟောင်းစီဝင်းဖြစ်ပါတယ်ရွာတော့ဘုရားပွဲကြောင်းပွဲရှိတဲ့အချိန်ပဲကျွန်တော်တို့ညီကိုတွေတငယ်ချင်းတွေဘော်ဓာတွေစုံရက်ပေါ့ကျွန်တော်ဒီနေရာလေးကိုအမှတ်ရတယ်ဒီနေရာလေးမှာကျွန်တော်နောက်ဆုံးကျွန်တော်ကိုဗစ်ကာလတော့ကျွန်တော်ဒီတစောင်းနဲ့မှကျွန်တော်ကြောင်လဲလာနေခဲ့ဘူးလေဘူးမှမရှိပဲဒီအတန်လေးနဲ့ပဲနေခဲ့ဘူးလေကျွန်တော်ဘွားရဲ့အမှတ်တရတစ်ခုအနေနဲ့ကျွန်တော်လာဒီဘက်ကြုံလို့ကျွန်တော်လာရချင်းဖြစ်ပါတယ်တလားတပည့်ရောလားဒီမှာရှီအောင်ကြောက်စာကျွန်တော်တို့ငှက်မြတ်နားတော်တွေပါလည်းရှိပါတယ်အဲရှီအောင်သမိုင်းဝင်စီဒီဖြစ်ပါတယ်နော်ဒီစီရီရောကြီးဒီမျိုးစရာလည်းအရန်ကောင်းပါတယ်ကျွန်တော်တို့စီမီဒီတော့လာပြီးနေဆိုလဲစီမီ9000စီမီ1000ဒီရင်းကိုပါပဲကျွန်တော်တို့ပူဇော်ကြတာဖြစ်ပါတယ်အဲရွှေစံတော်ဘုရားဝင်းကြောက်စားတယ်လည်းရှိပါတယ်နော်မူလဘုရားရကတော့ဘယင်တိဟတုနဲ့ဘုရားရကမှမိဘုရားကြီးစောပြည့်ချမ်းသာရေရွပွားတော့မူလာပြီးထားရတာပါနော်အဲဒီကကျွန်တော်အမတ်တရားတစ်ခုအနေနဲ့တင်ပြခြင်းတာဖြစ်ပါတယ်ဒါကျွန်တော်တို့ဒီစီရီကမန္တလေးဒေသကြီးစင်ကိုင်းမြို့နယ်ပလိတ်ကြီးရွာအုပ်စုတပတ်စဲကြီးရွာမှာတည်ရှိပြီးရွှေစံတော်ဘုရားကြီးကျောင်းလိုက်ဖြစ်ပါတယ်ရွှေစံတော်ဘုရားကြီးဖြစ်ပါတယ်ဗောနော်ကျောင်းကြီးကိုနောက်ထပ်ကျုံလို့ဘုရားဖူးမြော့ခြင်းတယ်ဆိုလဲရွှေစံတော်ဘုရားကြီးရောက်ပြီဆိုရင်ရောက်ပါပြီဒါပေမဲ့ကြည့်ရမှာတရှိပါတယ်ဒီဘုရားကြီးကတော့ဒါဒီနေ့ဒီညလဲလာရောက်နားခုလေပက်လို့ရနိုင်ပါတယ်ဆိုတဲ့အကြောင်းတင်းငေါပါပါတယ်နော်ကျွန်တော်ညနေခင်းတစ်ဖြက်ဆိုင်စောပိတ်ပြီးတော့ရောက်လာတာဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်